မင်္ဂလာပါခင်ဗျာဒီနေ့အတူတူလေးလာဆွေးနွေးဟိုရထားတဲ့ကြောင်းရကတော့တရားထိုင်ခြင်းနဲ့ပတ်သက်ပြီးတာလေအတော်လေးနက်နေတဲ့ရှုထောင့်တစ်ခုကိုတင်ပြထားတဲ့ရေရင်ကွန်တော်ရဆရာတော်အရှင်မဟာတမတ်တိရဲ့ဒေသနာတစ်ခုဖြစ်ပါတယ်ဟုတ်ပါတယ်အဓိကတော့ဘုဒ္ဓဘာသာရဲ့သတိပဋ္ဌာန်အကျင့်ကိုအခြေခံပြီးတော့စာတွေ့အတိကနေတကယ်ကိုလက်တွေ့ထိုးထွင်းတိမိနဲ့ညာအဆင့်ကိုဘလို့ကူပြောင်းတတ်တယ်လဲဆိုတဲ့အဆင့်ဆင့်လမ်းညွှန်ချက်ပါပဲဒီခီးစဉ်ကိုတူတူရှောက်ကြည့်ကြအောင်ခင်ဗျာဟုတ်ပါတယ်ဒီဒေသနာရဲ့အနှစ်သာရကလမ်းညွှန်ချက်တစ်ခုကိုရှင်းရှင်းလင်းလင်းချပြထားတာပဲစိတ်ဝင်စားဖို့ကောင်းတာကဒီလမ်းညွှန်ချက်ဟာတရားထိုင်ခွင့်ပေါ်မှာဝင်လေထွက်လေမှတ်ထားကနေမစားဘူး။အော်အဲ့ဒီအရှိမရှိတဲ့အခြေခံအုံမြစ်တစ်ခုpriority လို့ခေါ်တဲ့စာပေအတိပညာကဘာကြောင့်ဒီလောက်အရေးကြီးတယ်လဲဆိုတဲ့အချက်နဲ့စထားတာလေ priority ဆိုတာကကိုသွားမဲ့ခီးရတဲ့မြေပုံတစ်ခုလက်ထက်မှာကင်ထားတဲ့သလိုပါပဲဟုတ်ကဲ့မြေပုံမရှိဘဲတိုးတဲ့ဝင်သွားရင်ဘာထင်မလဲဆိုတာစဉ်းစားကြည့်လိုက်ရတာပေါ့ဒါအတော်လေးစိတ်ဝင်စားစရာကောင်းတဲ့ဖွင့်ပဲနော်များသောအားဖြင့်တရားထိုင်တဲ့ဆိုတာစာရိခဏပေးချပြီးလက်တွေ့အာယုံဆက်ရတဲ့အလုပ်လိုပဲလူများကနားလည်ထားကြတာကိုဟုတ်တယ်ဒါပေမဲ့ဒီမှာတော့ဆရာတော်ကစာပေအတိအဲ့ဒီမြေပုံကအသက်ပဲလို့အလေးပေးထားတဲ့သဘောပေါ့ဘာကြောင့်အဲ့လောက်တောင်အရေးကြီးတယ်လို့မိန့်ထားတာလဲခင်ဗျအဓိကအကြောင်းပြချက်ကတော့ရေရှည်တည်တံ့ခိုင်မြဲမှုပါပဲဆရာတော်ကဒီလိုထောက်ပြထားတယ်လေဗုဒ္ဓရဲ့တရားတော်လေးကိုစာပေဖြစ်မထင်းတင်းခဲ့ဘူးဆိုရင်ဘလောက်ပဲတရားထူးရတဲ့ယဟန်တာလေးပေါ်ထွန်းခဲ့ပါစေသူတို့တွေပြိဋိပိုင်ဆောင်ဝင်သွားတဲ့အခါသူတို့ရဲ့အတွေ့အကြုံနဲ့အကျင့်လန်းစဉ်တွေပါတခါတည်းပျောက်ကွယ်သွားနိုင်တယ်တဲ့။အော်ပရိယတ်တိကွယ်ရင်တော့သာသနာကွယ်ပြီလို့တော့ပြတ်ကျက်တာမိန့်ထားတာဆိုလိုတာကပုဂ္ဂိုလ်တဦးချင်းရဲ့လက်တွေ့အသည့်ကအရေးကြီးပေမဲ့အဲ့ဒီအသည့်ကိုမျိုးဆက်တဲ့အတွက်လက်ဆင့်ကမ်းနိုင်ဖို့စာပေဆိုတဲ့ကြောက်ချရန်နာစရာတစ်ခုမရှိမဖြစ်လိုအပ်တယ်ဆိုတဲ့သဘောပါပဲ။သဘောပါပြီ။ဒါဆိုပရိယတ်တိကသာသနာရဲ့ကြောရိုးကြီးလို့ထင်နေကြပေါ့။လူတွေပေါ်မှာပဲမိခိုမထားပဲရှင်ကာလကိုကြော်လွှားနိုင်တဲ့မှတ်တမ်းတစ်ခုအဖြစ်ထားရှိတာ။ကောင်းပြီ။ဒါဆိုအဲ့ဒီမြေပုံထဲမှာဘလို့လမ်းညွှန်ချက်တွေပါလဲခင်ဗျာ။ကျွန်တော်တို့ရှောက်ရမယ်လမ်းကပါတယ်လဲ။အဲ့ဒီမြေပုံကညွှန်ပြနေတဲ့အဓိကလမ်းမကြီးအလော body ပခိယတရား39ပါလို့ခေါ်ပါတယ်။ဒါကတရားကျင့်ကြံသူတယောက်အတွက်လိုအပ်တဲ့အရေးသွေးနဲ့အလေ့ကျင့်အားလုံးကိုစုစည်းထားတာပေါ့နော်။ဟုတ်ကဲ့။အများစုကြောင့်ဟိုနေကြဖြစ်တဲ့တတိပဋ္ဌာန်တရား၄ပါး Mackinship ပေါဆိုတာတွေအားလုံးကဒီအစုအဖွဲ့ကြီးထဲမှာအပါဝင်ပဲ။ဒီ39ပါးတွေကမှဆရာတော်ကလက်တွေ့အသုံးအများဆုံးဖြစ်တဲ့အာနာပါနတတိဝေလေထွက်လေကိုရှုမှတ်တဲ့နည်းနဲ့စပြီးလမ်းညွှန်ပြထားပါတယ်။ဟုတ်ပြီ။ဒီနေရာကနေတကယ်လက်တွေ့ခရီးစပြီပေါ့။အားလုံးနဲ့ယဉ်ဤပြီးသားဖြစ်တဲ့ဝင်လေထွက်လေကိုမှတ်တာ။ဒါမဲ့ဒီရင်းမြစ်တွေထဲမှာဆရာတော်ကဒါကအစပဲရှိသေးတယ်။ပန်းတိုင်အဆက်ကလေကိုအာယုံဆိုင်နေုံတဲ့အများကြီးပေါ်နေနေတယ်လို့ချက်ချင်းပဲအဆင့်ကျော်သွားပုံရတယ်။ဟုတ်တယ်။ဒီနေရာမှာပဲဝိပဿနာရဲ့အတိပဲကိုဖွင့်ဆိုတဲ့ပါဠိစကားတစ်ခုကိုကထားတာတွေ့ရလေခင်ဗျ။အတိကြပါပဲ။အဲ့ဒီပါဠိလားပညတ်တန်အတိခမိတွာပရမတ်ထေနပฏิဝိဇေတိကြီးဝိပဿနာပါအကျမ်းဖြင့်ဘာသာပြန်ရင်အမိတက်ထားတဲ့သဘောတရားပညတ်ကိုကြော်လွန်ပြီးအရှိအတိုင်းဖြစ်နေတဲ့အခြေခံသဘောတရားပရမတ်ကိုထိုးထွင်းတည်မြင်ခြင်းဟာဝိပဿနာလို့ဆိုလိုပါတယ်ဒီနေရာကအလွန်အရေးကြီးတဲ့အလက်ပြောင်းတစ်ခုပါပညတ်နဲ့ပရမတ်ဒီစကလုံးနှလုံးကနည်းနည်းတယ်ပို့ပြီးတော့ဘယ်လိုပြောမလဲလက်တွေ့ကြနားလည်အောင်ရှင်းပြလို့ရမလားခင်ဗျဝင်လေထွက်လေဆိုတာကပညတ်လားဟုတ်ပါတယ်အဲ့ဒါကပညတ်ပဲပိုရှင်းအောင်ဥပမာတစ်ခုပေးရရင်လေစာရက်ပုံမှာမီးဆိုတဲ့စာလုံးကိုဖတ်လိုက်တာနဲ့မီးတောက်တစ်ခုကနေထွက်လာတဲ့အဖူရှင်ကိုကိုယ်အရေးပြားနဲ့တကယ်ထိတွေ့ခံစားလိုက်ရတာနဲ့ဘေးဟာကွာလဲအော်ကွာတာပေါ့မီးလို့နာမည်မတက်ခင်ပူရဲလို့တော့စိတ်ကမတတ်မှတ်ခင်မှာဖြစ်တဲ့အရှိတရားတိုင်းခံစားမှုကပရမတ်ပါပဲအဲ့လိုပဲဝင်လေထွက်လေဖောင်းတယ်ပိန်လေဆိုတာတွေအားလုံးကကျွန်တော်တို့စိတ်ကတက်ထားတဲ့အမိတရားပညက်တွေပါအင်မတန်ရှင်းတဲ့ဥပမာပဲခင်ဗျဒါဆိုရင်တရားထိုင်တဲ့အခါပန်းတိုင်ကဝင်လေထွက်လေဆိုတဲ့အမိတထားတဲ့အတိကိုငိမ့်သွားအောင်ပျောက်သွားအောင်လုပ်ပြီးတော့ဟုတ်တယ်ပျောက်သွားအောင်လုပ်ပြီးအဲ့ဒီနောက်ွယ်မှာရှိတဲ့အရှိတရားတိုင်းခံစားမှုကိုတိုက်ရိုက်တွေ့ဖို့ပေါ့ရှာရောရဲ့ဒေသနာအရအဲ့ဒီပရမတ်အာယုံဆိုတာတကယ်တမ်းဘယ်လိုမျိုးခံစားရတာလဲယင်းနဲ့ဒီမှာတော့အဓိကတွေးကြုံခံစားရနိုင်တဲ့ပုံစံတွေမျိုးကိုဖော်ပြထားတယ်လေပထမတစ်မျိုးကရုပ်ပိုင်းဆိုင်ရာခံစားမှုတွေပေါ့လှုပ်ရှားနေတဲ့သဘောတင်းနေတာဖိအားတယောက်နေတာတွန့်ခါနေတာပူတာအေးတာကျင့်တာစုပ်နေတယ်လို့ခံစားရတာမျိုးတွေပေါ့ဟုတ်ကဲ့ဒါတွေကကိုခန္ဓာမှာအဆက်မပြတ်ဖောက်ပြန်ပြောင်းလဲနေတဲ့ရုပ်တရားတွေရဲ့အရှိတရားသဘောကိုဘာအမြင်မှမတတ်ပဲတိုက်ရိုက်တည်နေတာပါဒုတိယတစ်မျိုးကတော့စိတ်ပိုင်းဆိုင်ရာခံစားမှုတွေပေါ့ကိုခန္ဓာကြီးတစ်ခုလုံးလွတ်နေသလို
ဟာလာဟင်းလင်းထင်နေသလိုဒါမှမဟုတ်ညီတက်ပြီးတည်ငြိမ်နေတဲ့သဘောမျိုးတွေပါဒါတွေအားလုံးဟာပရမတ်အာနုန်တွေပါပဲ အဓိကကတော့အရင်ကတိနေကြအမည်နာမတွေလုံးဝမပါတော့ဘူးဆိုတဲ့သဘောပါ ဟုတ်ပါတယ်အဲ့ဒါပါပဲ ကောက်ပြီဒီအစိတ်ကိုရောက်ပြီဆိုပါစို့ဝင်လေထွက်လေဆိုတဲ့ပြညက်ကိုကြော်လွန်းပြီးလှုပ်နေတဲ့တုံးနေတဲ့ပရမတ်သဘောတွေကိုတိုက်ရိုက်တည်နေပြီဒါမဲ့ဒီလိုခန်းစားမှုတွေနောက်ကိုပဲလိုက်နေုံနဲ့တော့ပြီးဆုံးသွားပုံမရဘူး မရသေးဘူး ကျွန်တော်စဉ်းစားမိတာကဒီလိုခန်းစားမှုမျိုးစုံထဲမှာပဲနေမျောသွားနိုင်တယ်လေဒါကပန်းတိုင်စေလားဒီနေရာမှာပဲဒုတိယရင်းမြစ်ကအာယုံစိုက်မှုကိုအကြီးအကျယ်ပြောင်းလဲပြရမယ်လို့ညွန်ပြထားပုံပဲ အဲ့ဒီအချက်ကဒီလမ်းညွန်တစ်ခုလုံးရဲ့အဓိကတော့ချက်လို့ပြောလို့ရတယ်အလွန်အရေးကြီးတဲ့အပြောင်းလဲပါအခုထိကျွန်တော်တို့ကအာယုံ object ကိုပဲအာယုံစိုက်နေကြတာလေ ဟုတ်တယ်လောက်တာပူတာဆိုတဲ့ခန်းစားမှုတွေပေါ့ ဟုတ်တယ်နောက်ကဆင့်ကအဲ့ဒီခံစားမှုအာယုံကိုလွတ်ချလိုက်ပြီးအဲ့ဒီခံစားမှုကိုသိနေတဲ့စိတ် consciousness ပေါ့နော် knowing mind ကိုတောင်းတအာယုံစိုက်ရမှာပါဒါကအင်တန်သိမ့်မွေ့တဲ့အပြောင်းလဲပါ ခဏလေးခင်ဗျာဒါနာမည်လေးရှုပ်သွားပြီဆိုလိုတာကလှုပ်နေတဲ့ဆိုတဲ့ခန်းစားမှုကိုမတ်မဆန်းလှုပ်နေမှသိနေတဲ့စိတ်ကိုပြန်လှည့်ကြည့်ရမယ်ဆိုတဲ့သဘောလား တိတိကျကျပါပဲဥပမာပေးရရင်ရုပ်ရှင်ကြည့်နေတယ်ဆိုပါစို့ပထမအဆင့်မှာကျွန်တော်တို့ကရုပ်ရှင်တွေကဇလန်းစကောင်ဒီအာယုံကိုပဲစူးစိုက်ကြည့်နေတာ ဟုတ်တယ် ဒီအဆင့်ကအဲ့ဒီဇယုံကိုကြည့်မနေတော့ပဲဒီဇလန်းကိုကြည့်နေတဲ့ကိုပြန်သတိထားမိသွားတယ်လို့ပါပဲအာယုံကအပြင်းမမဟုတ်တော့ပဲအကျွန်းကိုလက်ဝင်သွားတာပါ အော် ဆရာတို့ကလှုပ်နေတယ်လို့သိတဲ့စိတ်ကလေးတိုးနေတယ်လို့သိတဲ့စိတ်ကလေးကိုပြန်ရှုမှတ်ရမယ်လို့ရှင်းရှင်းလင်းလင်းညွှန်ကြားထားတာပါရှေ့ကဖြစ်ပြီးပြတ်သွားတဲ့သိစိတ်ကိုနောက်ကနေအသစ်ဖြစ်လာတဲ့သိစိတ်နဲ့လိုက်ပြီးရှုမှတ်နေရတာပါစိတ်ကိုပြန်ကြည့်တဲ့အကျင့်ဖြစ်သွားပါပြီ အော်ဒီလိုကိုဒါဆိုပထမယုတ်တွေကိုမမတ်ရပါဘူးအဲ့ဒီယုတ်တွေဖောက်ပြန်တာကိုတည်တယ်ပထမထနာမ်လို့ခေါ်တဲ့စိတ်ကလေးကိုမတ်ရမှာပါလို့မိန့်ထားတာကဒီအိဗယ်ကိုဒါကတကယ်ကိုအမြင်ကိုပြောင်းပြန်လန်းလိုက်တာပဲ ဟုတ်တယ် အရင်ကကြားဘူးတဲ့တရားထိုင်နေတဲ့အားလုံးကအာယုံတစ်ခုခုပေါ်မှာစိတ်ကိုကတ်ထားဘူးပဲညွန်ကြတာများတယ်ဒီမှာကျတော့အဲ့ဒီအာယုံကိုတည်နေတဲ့အတိကိုနိုင်ကိုပြန်ကတ်ခိုင်းနေတာဒီပြောင်းလဲလေးကဘာကြောင့်ဒီလိုအေးပါတာလဲခင်ဗျဒီလိုလုတ်လိုက်ခြင်းအပြင်ဘာတွေဖြစ်လာလို့လဲ ။ဘာကြောင့်လဲဆိုတော့ဒီစိတ်ရောက်မှစိတ်ရဲ့သဘောတဘာဝအမှန်ကိုတိုက်ရိုက်မြင်နိုင်တော့မှမို့လို့ပါ။အာယုံတွေနောက်လိုက်နေတဲ့မြကာလပလုံးကျွန်တော်တို့ကပြန်ပအကြောင်းအရာတွေကိုပဲလိုက်ကြည့်နေတာနဲ့တူတူပဲလीကိုယ်စိတ်ကိုပြန်ကြည့်လိုက်တဲ့အခါကျမှစိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိလေသာတွေကိုတိုက်ရိုက်မြင်လာပြီးရှင်းလင်းသွားစေလို့ပါ။ဒါကိုစိတ်တဝိတ်သူတိစိတ်စင်ကြယ်ခြင်းအဆင့်ကိုရောက်စေတဲ့တိုက်ရိုက်လမ်းကြောင်းလို့ဆိုပါတယ်။ဆရာတော်ကအာယုံဆွဆိုင်ရမယ့်နေရာကိုဟလုံးသားမှာတည်တယ်လို့တင်စားပြီးပြောထားပါသေးတယ် အဲ့ဒါလည်းစိတ်ဝင်စားစရာပဲနှလုံးသားမှာတည်တယ်ဆိုတာကရုပ်ပိုင်းဆိုင်ရာနှလုံးကိုဆိုလိုတာလားဒါမှမဟုတ်တင်စားချက်တစ်ခုလားခင်ဗျ ဒါကလာပါတဲ့တင်စားချက်တစ်ခုပါအစာပိုင်းမှာပင်ညက်ကိုမှတ်တုံးကတတိကနှွက်သီးဖျားဝမ်ပိုက်လို့ပြင်ပနေရာတစ်ခုမှာကတ်နေတာလေ ဟုတ်ကဲ့ အခုလိုတိစိတ်ကိုပြန်မှတ်တဲ့အခါကျတော့အာယုံဆိုင်မှုကအပြင်ကနေအတွင်ကိုယ့်ရဲ့အသိဉာဏ်တရားဗဟိုချက်မှစီကိုဆွဲဝင်သွားပြီးဆိုတာကိုပုံဖော်လိုက်တာပါအာယုံဆိုင်မှုရဲ့ခီးကအပြင်ကနေအတွင်းထဲကိုအပြေးဝါရောက်ရှိသွားပြီဆိုတဲ့သဘောပါပဲ ရှင်းလင်းသွားပြီဒီအလင်းချင်းကိုဆက်ပြီးလှုပ်သွားတဲ့အခါရှေ့စိတ်ကိုနောက်စိတ်နဲ့မလွတ်တန့်လိုက်ကြည့်ရင်ဘလို့အဆင့်တွေကိုရောက်သွားနိုင်လဲဆရာတော်ကအလွန်တရာချမ်းမြေ့တဲ့ဉာဏ်အဆင့်တစ်ခုအကြောင်းကိုဖော်ပြထားတယ်လို့သိရပါတယ် မှန်ပါတယ်ဒီလိုစိတ်ကိုမပြတ်ရှုမှတ်ရင်လည်းအရှိန်ရလာတဲ့အခါအားစိုက်ထုတ်ပြီးမှတ်နေရတဲ့ဆိုရဲအတိတောင်ပြောက်သွားပြီးအလိုအလျောက်အတိကန်နေတဲ့အဆင့်တစ်ခုကိုရောက်လာပါတယ်အဲ့ဒီဉာဏ်ကိုသင်္ခါရုပ္ပခာဉာဏ်လို့ခေါ်ပါတယ် သင်္ခါရုပ္ပခာဉာဏ် ဟုတ်တယ်ဒီအဆင့်မှာယောဂီဟာအလွန်ငင်းချင်းပြီးတာယာနေတဲ့အတွက်တရားတော်မဖြုတ်ချင်တော့ဘူးမှတ်လို့ကောင်းလိုက်တာဆိုတဲ့ခံစားမှုမျိုးဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်တရားတိုင်ချင်းဟာစ조사အားထုတ်မှုတစ်ခုမဟုတ်တော့ပဲငင်းချမ်းမှုထဲမှာနှိမ့်ဝနေခြင်းတစ်ခုဖြစ်ပေါ်တဲ့သဘောပါ ဒါကတရားထိုင်ခြင်းရဲ့အကျိုးကျေးဇူးကိုချက်ချင်းလက်ငယ်ခံစားရတဲ့သဘောပေါ့ဒါပေမဲ့ဒီရင်းကြီးနေမှာဒီထက်ပိုကြီးကျယ်တဲ့ရေးရှည်အကျိုးကျေးဇူးတွေအကြောင်းကိုလည်းပြောထားသေးတယ်နော်အထူးတစ်ထည်တေလွန်ပြီးနောက်ဘဝအကြောင်းတွေပေါ့ ဟုတ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးကတော့ဒီဉာဏ်အဆင့်ကိုရောက်ရှိခြင်းရဲ့အကျိုးဆက်ကိုအာမခံချက်ပေးထားတယ်လို့ပြောထားတာပါပဲအဲ့ဒီအမြင်အရဒီသင်္ခါရုပ္ပခာဉာဏ်အဆင့်ကိုရောက်ရှိပြီးသားသူဟာမစစ်မှသောတာပန်အဆင့်နဲ့ညီမျှတဲ့အမြင်မျိုးရသွားပြီလို့ဆိုပါတယ် အော်ဟုတ်လား ဒါကြောင့်သူဟာဘယ်လို့အပယ်လေးပုံကိုလုံးဝမကြောက်ရွံ့တော့ဘူးကောင်းမွန်တဲ့ဘုံဘဝတွေကိုပဲရောက်မယ်ဆိုတဲ့အာမခံချက်ကိုရသွားတယ်လို့ရှင်းပြထားပါတယ်
ဒါတော်တော်လေးအားကောင်းတဲ့ကတိစကားတစ်ခုပဲဒီဘဝမှာပဲအလုတ်ဖြစ်တာမဟုတ်ပဲနောင်ဘဝအထိအာမခံချက်ပေးထားတာ ဟုတ်တယ်လေ နောက်ပြီးဒီဘဝမှာနောက်ဆုံးပန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုမရောက်သေးရင်တောင်နတ်ပြည်လိုကောင်းမွန်တဲ့ဘုံဘဝကိုရောက်တဲ့အခါဘာဆက်ဖြစ်မလဲဆိုတာကိုလည်းဆက်ရှင်းပြထားသေးတယ်ခင်ဗျာ အဲ့ဒီအချက်ကပို့ပြီးတော့အောင်ဝဖို့ကောင်းပါတယ်အဲ့ဒီလိုပုံကိုယ်တယောက်ဟာနတ်ပြည်ရောက်သွားတဲ့အခါသူကိုယ်တိုင်ပြန်ပြီးတရားထိုင်စီရမလို့တော့ဘူးလို့ဆိုပါတယ်တခြားနတ်တွေကအရင်လူဘဝကသူကျင့်ကြံခဲ့တဲ့တရားကြောင့်ကိုပဲပြန်ဆွေးနွေးနေတာကိုနားထောင်လိုက်ယုံနဲ့ နားထောင်လိုက်ယုံနေလား ဟုတ်တယ်နားထောင်လိုက်ယုံနဲ့အရင်ကကိုယ်တိုင်တွေ့ကြုံခဲ့တဲ့အသိဉာဏ်တွေကပြန်ဆက်ပြိုးပြီးအေးဟုတ်တာပဲလို့သဘောပေါက်သွားကအဲ့ဒီနေရာမှာပဲမညံဖူညံရပြီးနေဘက်ကိုမျက်မှောက်ပြုနိုင်တယ်လို့ဆိုထားပါတယ်အရင်ကစိုက်ခဲ့တဲ့ music ကအချိန်တန်တော့အလိုလိုအပင်ပေါက်လာတဲ့သဘောမျိုးပါပဲ ကောင်းပြီလေဒီနေ့ဆွေးနွေးခဲ့တာတွေကိုကြံပြီးခြုံငုံကြည့်အောင်ညာရှုပ်ထွေးနေတဲ့ဝိပဿနာအကျင့်တစ်ခုကိုအတော်လေးရှင်းလင်းတဲ့အဆင့်ဆင့်လမ်းညွှန်ချက်အဖြစ်ချပြထားတာပဲပထမဆုံးစာဝေအသိပညာဆိုတဲ့မြေပုံရဲ့အရေးပါပုံကနေစတယ် ဟုတ်ကဲ့ ပြီးတော့ဝင်လေထွက်လေလို့ရိုးရှင်းတဲ့အာယုံကိုတုံးပြီးပြည့်ညက်လို့ခေါ်တဲ့အမီနာမာတွေကိုကြော်လွှမ်းပုံအဲ့ဒီကနေရုပ်နဲ့နာမ်ရဲ့အရှိတရားအတိုင်းဖြစ်တဲ့ပရမတ်ကိုတိုက်ရိုက်တွေ့ကြုံပုံပေါ့ အဲ့ဒီနောက်မှာအရေးကြီးဆုံးဖြစ်တဲ့အလက်အပြောင်းကိုရောက်လာတယ်အဲ့ဒါကတော့ခံစားမှုအာယုံကိုရှုမှတ်နေရကနေအဲ့ဒီအာယုံကိုတိနေတဲ့စိတ်ကိုနိုင်ကိုပြန်လှည့်ပြီးရှုမှတ်တာပါပဲ ဟုတ်ပါတယ် ဒီရင်းမြစ်တွေရတော့ဝိပဿနာဉာဏ်ရဲ့တကားကိုဖွင့်ပေးတဲ့တော့ချက်ကဒီအပြောင်းလဲပါပဲအာယုံကိုကြည်နေရကနေအတိကိုကြည်တဲ့အဆင့်ကိုကိုးပြောင်းသွားခြင်းဟာစိတ်ရဲ့တန်ဆင်မှုနဲ့လွတ်မြောက်မှုအတွက်တိုက်ရိုက်လမ်းကြောင်းဖြစ်တယ်လို့တင်ပြထားပါတယ်